ရာဒီဥတုပြောင်းလဲမှုဒါကလေလက်ရှိကျွန်တော်တို့ကဘာကြီးတစ်ခုလုံးရင်ဆိုင်နေရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေကတခုပါဆိုတော့ဒီနေ့မှာဒီပြဿနာကဘလို့ကြီးမားလဲပြီးတော့ဒါကိုဖြေရှင်းမှုကဘာကချမှတ်ထားတဲ့ကာဗွန်ကင်းစင်ရေးဆိုတဲ့အကြီးကြီးရီမန်းချက်ကြောင်းကိုအတူတူကြည့်ထားကြအောင်ရာဒီဥတုပြောင်းလဲမှုဆိုလားအနာဂတ်မှာထည့်လာမယ့်ကိစ္စမဟုတ်တော့ပါဘူးအခုလက်ရှိမှာကိုပဲသူ့ရဲ့တက်ရောက်မှုတွေကိုစားပြီးခန်းစားနေရပါပြီဒီမှကြည့်လိုက်ပါတစ်ချိန်လုံးကနှစ်နေရမှာတစ်ခါလောက်ပဲကြုံရနိုင်လေလို့တတ်မှတ်ထားတဲ့အကြီးစားရေဘေးမျိုးကနောက်ဆိုရင်နှစ်90မှာတစ်ခါဖြစ်လာနိုင်တယ်လို့ဒီပုံကသတိပေးနေတာပါဆိုလိုလာကတဘာဝဘေးအန္တရာယ်လေးကပိုပြီးမကြာခဏပိုပြီးပြင်းထန်လာတော့မယ်ဆိုတဲ့ရှင်းလင်းတဲ့သတင်းစကားတစ်ခုပါပဲဟုတ်ပြီဒီလိုအန္တရာယ်တွေကဒေတာတစ်ခုနိုင်ငံတနိုင်ငံတည်းရဲ့ပြဿနာမဟုတ်တော့ဘူးဆိုတာရှင်းနေပြီလေအားလုံးနဲ့ဆိုင်တဲ့ပြဿနာဖြစ်နေပြီအဲ့ဒီတော့ကဘာကြီးတစ်ခုလုံးအနေနဲ့ဒီကိစ္စကိုဖြေရှင်းဖို့ဘာလေးများလှုပ်ဆောင်နေလဲဘလို့သဘောတူညီချက်တွေရှိနေပြီလဲဆိုတာကြည့်အောင်ပါโอเคပထမဆုံးအနေနဲ့နိုင်ငံတကာရာသီဥတုသဘောတူညီချက်တွေရဲ့ဇလန်းကိုကြည့်ကြရအောင်ဒီနေရာမှာစချိုကီနှစ်ခုကြောင့်ပြောမှာပါအတိတ်ကချင်းကပ်ပုံနဲ့လက်ရှိချင်းကပ်ပုံဘလို့ကွာသွားလဲဆိုတာကကျွန်တော်တို့ဒီခရီးမှာဘလောက်တိုးတက်လာပြီလဲဆိုတာကိုပြနေပါတယ်ဒီခရီးကတော်တော်ရှည်ခဲ့ပါတယ်1992မှာကုလသမဂ္ဂရဲ့မူပေါင်းနဲ့စခဲ့တယ်1990ခုမှာ Kyoto Protocol ဆိုပြီးတိကျတဲ့ကတိကဝတ်တွေလုပ်ဖို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့2009ကိုပင်ဟေခင်မှာတော့အားလုံးကိုတတဘိုးဒီဖြစ်အောင်စီးဝုံးဖို့တော်တော်ခက်ခဲခဲ့ပါတယ်။နောက်ဆုံးမှာတော့2015 Paris သဘောတူညီချက်နဲ့အတူခေတ်တစ်ခုကိုရောက်လာခဲ့တာပေါ့။အားလုံးပါဝင်တဲ့ခေတ်တစ်ခုပါ။ကျိုတိုနဲ့ Paris တရနှစ်ခုနဲ့အထီးကကွာခြားချက်ကဒီမှာပါ။ကျိုတိုကအပေါ်ကနေအောက်တော့ပုံစံဆိုလိုတာကဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကိုပဲခမရလို့တားတယ်လုပ်ရမယ်ဆိုပြီးတာဝန်ပေးတယ်။မလိုက်နိုင်ပြစ်ကြံရှိတဲ့စစ်တွေကိုတုံးခဲ့တယ်။ဒါမဲ့အဲ့ဒီနေရန်ကတိတ်ပြီးအလုံးမဖြစ်ခဲ့ဘူးပေါ့ဗျာ။ဒါကြောင့်ပဲတဲ့သဘောတူညီချက်မှာတော့အောက်ခြေကနေအပေါ်တော့ပြောင်းလိုက်တယ်။နိုင်ငံတိုင်းကကိုယ့်အခြေအနေနဲ့ကိုကျွန်တော်တို့ဒီလောတော့လုံနိုင်ပါတယ်ဆိုပြီးတာဝန်ယူရတဲ့ပုံစံဖြစ်လာတယ်။ပြစ်ဒဏ်ပေးတာထက်အားလုံးအတူတူပါဝင်ဖို့ကိုပဲအဓိကထားခဲ့တာပါ။အဲ့ဒါကတကယ်ကို game changer တစ်ခုပါပဲ။အရင်လိုနိုင်ငံအနေငယ်ကပဲဥဆောင်ရတာမျိုးမဟုတ်တော့ဘူးအခုဆိုရင်ကမ္ဘာနိုင်ငံတိုင်းကဒီရာသီဥတုပြဿနာကိုတိုက်ဖြတ်ဖို့ကိုတာဝန်ကိုယူပြီးစားပွဲဝိုင်းကိုလာကြရပါပြီအားလုံးပါဝင်လာတာပေါ့ကောင်းပြီနိုင်ငံတွေအားလုံးသဘောတူညီချက်တွေရပြီဆိုတော့သူတို့ဘာကိုအခြေခံပြီးဆုံးဖြတ်ကြမှာလဲဒီနေရာမှာတော့နိုင်ငံရေးထက်ပိုအရေးကြီးတဲ့သိပညာရဲ့အခန်းကဏ္ဍကရောက်လာပါပြီအထူးသဖြင့် IPCC ဆိုတဲ့အဖွဲ့အစည်းရဲ့လမ်းညွှန်မှုတွေပေါ့ IPCC ဆိုတာအစိုးရများဆိုင်ရာရာသီဥတုပြောင်းလဲမှုလေ့လာသုံးသပ်ရေးအဖွဲ့ပါသူတို့ကကဘာတော်ကတိပန်ပညာရှင်6မောင်းများစွာရဲ့သူတည်တနာတွေကိုစုစည်းပြီးအကောင်းဆုံးအသက်ချုပ်အစီရင်ခံစာတွေထုတ်ပြန်ပေးတယ်။ဒါကြောင့်နိုင်ငံကောင်းဆောင်တွေကယာတီဥတုနဲ့ပတ်သက်ပြီးမူဝါဒတွေချတော့မယ်ဆိုရင်ဒီ IPCC ရဲ့စကားကိုပဲနားထောင်ရတာပေါ့။သူတို့ကဒီပွဲရဲ့ဒိုင်လူကြီးတွေလိုပါပဲ။တိပန်ပညာရှင်တွေတပေါ်တူထားတဲ့အားလုံးကမင်းလုံးပြူပြီးကြည့်နေတဲ့အရေးကြီးဆုံးရည်မှန်းချက်ကတော့ဒီကိန်းကနံပါပဲ။ကမ္ဘာအပူချိန်မြင့်တက်လာမှုကိုစက်မှုခေတ်မတိုင်ခင်ကအခြေအနေထက်တက်တမ5ဒီဂရီစင်တီဂရိတ်ထက်ပိုမတက်တော့အောင်ထိန်းချုပ်ဖို့ပါ။အဲ့ဒီ1.5 degree ရီမန်းချက်ကိုမီးဟော်တဲ့ဆိုရင်ရောဘာလုပ်ရမလဲ2030ခုနှစ်အရောက်မှာကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို2010ခုနှစ်ကတည်းကဆိုင်49%အထိ short ချပြရမှာဖြစ်ပါတယ်ဒါကတော်တော်ကြီးမားတဲ့ပြမတူကူပါနောက်ဆုံးပန်းနိုင်ကတော့2050ပါအဲ့ဒီနှစ်မှာ net zero အခြေအနေကိုရောက်အောင်တွားဖို့ပါဆိုလိုတာကကျွန်တော်တို့ထုတ်လွှတ်တဲ့ဖန်လုံအိမ်ဓာတ်ငွေ့နဲ့တဘာဝကနေပြန်ဆုပ်ယူတဲ့ဓာတ်ငွေ့ပမာဏအဝတ်နဲ့အထွက်ညီထွားရမှာဖြစ်ပါတယ်IPCC ရဲ့တတိပေးချက်ကရှင်းရှင်းလေးပဲသူတို့ကဘာပြောလဲဆိုတော့လက်ရှိနှုန်းတိုင်းသာဆက်သွားနေ2040မတိုင်ခင်ပါတယ်တက်တမ5ဒီဂရီကိုကျော်သွားဖို့တေချာတော့ပဲတယ်ဒါဟာကျွန်တော်တို့ရဲ့အချိန်ဆွဲနေလို့မရတော့ဘူးဆိုတဲ့အချက်ပြခေါင်းလောင်တန်အခြေကြီးပါပဲပါလုံးဆိုင်ရာရီမန်းချက်တွေနဲ့တိပတ်နီးချက်တတိပိချက်တွေအကြောင်းပြောပြီးပြီဆိုတော့အခုဒီရီမန်းချက်တွေကိုနိုင်ငံတနိုင်ငံကတကယ်မူဝါဒအဖြစ်ဘလို့အကောင့်ထဲပေါ်နေလဲဆိုတာဥမာအနေနဲ့ကြည့်ကြရအောင်တောင်ကိုရီးယားနိုင်ငံကိုအနီးကပ်လေ့လာကြည့်ကြပါမယ်ပထမဆုံးတောင်ကိုရီးယားရဲ့အနေအထားကိုကြည့်လိုက်ရအောင်2014ခုနှစ်အချက်အလက်တွေအရသူဟာကမ္ဘာမှာဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်တဲ့နိုင်ငံတွေထဲမှာအဆင့်7မှာရှိနေပါတယ်အဆင့်7ဆိုတာကနေရခင်နမ်းမဟုတ်ဘူးနော်သူရဲ့စီးပွားရေးနဲ့စက်မှုလုပ်ငန်းတွေဘယ်လောက်ကြီးမားလဲဆိုတာကိုပြနေတာပါဒီ graph ကတောင်ကိုရီးယားရင်ဆိုင်နေရတဲ့စင်ခုံမှုကိုကချက်တဲနဲ့ပြနေတာပဲဒီမှာကြည့်ပါအပေါ်ကအဆက်မင်းကဘာမှမလုပ်ပဲတင်းဆက်သွားရင်ဖြစ်လာမယ်ထွက်လုံမှုပါအောက်ကအနီးရောက်မင်းက2030မှာရောက်ရမယ်ပစ်မှတ်ဒီနှစ်ခုကြားကကွာဟာချက်ချီကိုကြည့်လိုက်အဲ့ဒါကိုဖြည့်ဖို့ဆိုရင်တော်တော်တန်အောင်စူးစမ်းမှုနဲ့မရနိုင်တာသိကြပါတယ်ဒီနေရာမှာ
net zero ဆိုတဲ့စကားလုံးကိုနည်းနည်းလေးထပ်ရှင်းအောင်ပြောချင်ပါတယ်ဒါဟာတကွဲထွက်လို့မှုလုံးဝမရှိတော့တာကိုဆိုလိုတာမဟုတ်ပါဘူးထုတ်တဲ့ပရိမာဏနဲ့တက်တော်တွေနီးပညာတွေတုံးပြီးပြန်ဆုံယူတဲ့ပရိမာဏညီသွားတဲ့အခြေအနေကိုပြောတာပါဝင်ငွေနဲ့ထွက်ငွေ balance ဖြစ်သွားတာမျိုးပေါ့ ဆိုတော့အဲ့ဒီကွာဟချက်ကြီးကိုဘယ်လိုဖြေမလဲဒါကတော့သူတို့ရဲ့မဟာဗျူဟာပါကန်တာလိုက်ခွာဝေထားတော့ကြည်ရင်အဆောက်အောင်ကန်တာက short ချမှုအများဆုံးလုပ်ရမယ်ဒါကစွမ်းရည်ချရတဲ့ design တွေပိုကောင်းရဲ့လက်စစ်ဖြစ်စီတွေတုံးဖို့လုပ်လဲဆိုတဲ့သဘောပါပို့ဆောင်ရင်းနဲ့စက်မှုလုပ်ငန်းတွေကလည်းအဓိကကျတဲ့အပြောင်းအလဲတွေလုပ်ရမှာထင်ရှားပါတယ် ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကမ္ဘာလုံးဆိုင်ရာပြဿနာနဲ့နိုင်ငံစစ်မှုဝါဒထီလိလာခဲ့ပြီးပြီဆိုတော့အဓိကကျတဲ့ချက်တွေကိုပြန်ပြီးခြုံငုံတုံတက်ကြည့်ကြရအောင် ဒီနေ့ကျွန်တော်တို့ပြောခဲ့တဲ့အကြောင်းအရာတွေကရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုအတိုင်းသွားခဲ့ပါတယ်ပထမဆုံးလက်တွေ့ကြုံနေရတဲ့ပြဿနာကိုအတိအမှတ်ပြုတယ်ပြီးတော့အဲ့ဒါကိုဖြေရှင်းဖို့ Paris သဘောတူညီချက်လို့ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်တွေချမှတ်တယ်အဲ့ဒီရည်မှန်းချက်တွေက IPCC ရဲ့သိပ္ပံချက်လက်ပေါ်ခြေခံတယ်နောက်ဆုံးမှာတော့နိုင်ငံတွေကအဲ့ဒီသိပ္ပံပညာကိုလက်တွေ့အစီအစဉ်တွေဖြင့်ပြောင်းလဲအကောင့်ထဲပေါ်ကြရတာပါဒီအဆင့်တွေအားလုံးကတစ်ခုနဲ့တစ်ခုခြေဆက်နေပါတယ်စီမံကိန်းတွေလမ်းမြတ်အမေပုံတွေသိပ္ပံနည်းကျအချက်လက်တွေအားလုံးစင်သေးချင်နေပါပြီဒါပေမဲ့တကယ်အကြီးမားဆုံးစိန်ခေါ်မှုကတော့လက်တွေ့အကောင့်တွေပုံမှုပါပဲဒီဂတိကဝိတ္တီကိုအချိန်မီအမှန်တကယ်ဖြစ်လာအောင်လှုပ်ဆောင်တိုင်းမှာလားဆိုတာကတော့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမယ့်အရေးကြီးဆုံးမေးခွန်းတစ်ခုဖြစ်ကြံရှိနေစေပါပဲ